Hello အားလုံးမင်္ဂလာပါကျွန်တော်ဟိုတနေ့ကတော့တင်ပေးသွားတဲ့ပကြီးချီကန်ရှစ်ချက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တစ်ချက်ချင်းဒီတင်ပြပေးတော့ပါမှာဆိုတော့ပထမဆုံးအနေနဲ့ line ပေါ့နော်ဒီ line အကြောင်းပြောခင်မှာကျွန်တော်တို့ခဲတံကိုင်မှုကိုင်ဒီလို့ရင်တော့ပြပြဖို့အောင်ပါနော်ခုပြထားတာတော့ဘောပင်ခဲတံပေါ့နော်တကယ်တမ်းတော့ခဲတံနဲ့ဆွဲရမှာပါဆိုတော့ခဲသားကိုကျွန်တော်တို့အဲ့အနေထားထိရအောင်ထားမှာပါဆိုတော့ခြုံစရာလည်းမလိုပါဘူးပေါ့နော်ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ဘောပင်ကိုင်းတဲ့အခါမှာကျွန်တော်စာရေးရဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့နည်းနည်းလေးအနောက်ဆုတ်ပြီးတော့ရေးရတာကပို့ပြီးတော့လက်အကွေးအကောက်အကုန်လုံးအတွက်ပို့ဆင်ပြေတယ်ပေါ့နော်ဒါကတော့ပထမဆုံးနဲ့ line ပေါ့နော်ဆိုတော့ပထမဆုံး straight line ရှိတယ်ပေါ့နော်နောက်ပြီးတော့ line နဲ့မှာ curved line ဆိုတာရှိတယ်ပေါ့နော်ဆိုတော့ curved line ဆိုတာကတော့ကွေးညွတ်တဲ့ line ပေါ့နော်ဆိုတော့နောက်တစ်ခုကတော့ zigzag line ဖြစ်ပါတယ် zigzag line ဆိုတာကကျွန်တော်တို့ဒီ line တော့ line ပဲဒါမဲ့အချုံအထက်အလိုမျိုး line မျိုးခေါ်တာပေါ့နော်ဆိုတော့နောက်တစ်ခုကတော့ wave line ဖြစ်ပါတယ်ဒီကတော့အားလုံးသိပြီးသားဖြစ်တဲ့ဒီ wave လေးတွေဖြစ်ပါတယ်နော်ဆိုတော့ကျွန်တော်တို့ဒီ line လေးခုကိုနားလည်ရမယ်ပေါ့နော်ဒီ line လေးမျိုးမှာမှကျွန်တော်တို့ဒီပထမဆုံးအနေနဲ့ straight line ပေါ့နော်ဆိုတော့ straight line ကိုဒီလိုမျိုးဟိုဆွဲလို့မရပါဘူးပေါ့နော်ဒါကျွန်တော်ပြထားတာပေါ့နော်ဒါလို့မျိုးဆွဲလို့လုံးဝမရပါဘူး straight line ကိုဆွဲတဲ့အခါမှာဒီအကွာအဝေးတစ်ခုကနေပြီးတော့ဒီမြင်းဖြောက်တစ်ချောင်းနဲ့ကိုပပိုင်းနဲ့နိုင်ဆွဲနိုင်ရမယ်ပေါ့နော်ဒီလိုမျိုးပပိုင်းနဲ့နိုင်ဆွဲနိုင်ရမယ်ဒါကလည်းကျွန်တော်တို့ဒီအမြန်အလျင်လိုဘလို့ပေါ့နော်နောက်တစ်ခုကတော့ wave ပေါ့နော်ဒီကျွန်တော်ပြချင်တာတော့ straight line ရဲ့ wave line ရဲ့အဓိကပြချင်တယ်ပေါ့နော် wave line မှာလည်းဒီလိုမျိုးအနေထားမျိုးတွေရှိတယ်ပေါ့နော် wave line မှာဆွဲမယ်ဆိုရင်အဓိကအပြင်ခဲတံကိုကျွန်တော်တို့ရှည်ရှည်လေးနဲ့ဆွဲရမယ်ပေါ့နော်ဘယ် line မဆိုပါဒါဒီလိုမျိုးတေးသေးလေးဆွဲခြင်းအဖြစ်ကျွန်တော်တို့ဒီလက်ကဖိအားကိုမနိုင်မဲနဲ့ကျွန်တော်တို့ wave တွေကကောက်တတ်တယ်မြင်းဖြောက်တွေကကွေးတတ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဘောဝင်ကိုကိုင်တဲ့နေရာမှာဒီခဲတံကိုနည်းနည်းလေးအကွာဝေးတစ်ခုလောက်ထားပြီးတော့ကိုင်ရမှာဒါဒီဟာမှန်တယ်လို့ဆိုပါပေါ့နော်ဆိုတော့ကျွန်တော်ဒီ line နေနဲ့ပတ်သက်ပြီးထက်ရှင်းပြီးတော့ပါမှာဒီကတော့ straight line ဖြစ်ပါတယ် straight line ရဲ့အဓိပ္ပာယ်ထဲမှာဒီခိုင်မာမှုပေါ့နော်ပြီးလို့ရှိရင်အဆောက်အဦပြီးရင်တရားအိမ်စတဲ့ဒီမာကျောတဲ့အရာတွေပါဝင်နေပေါ့နော်ဒါကတော့ straight line ရဲ့ဒီအဓိပ္ပာယ်တွေပေါ့နော်အဓိကကတော့ကျွန်တော်တို့ပကြီးချီကန်မှာမြင်းဖြောက်ဖြစ်တယ်ပေါ့နော်ဆိုတော့စပြီးလေ့ကျင့်မဲ့လူတွေအတွက်ကိုတရက်ကိုဒီ3မျက်နှာလောက်မြင်းဖြောက်လေ့ကျင့်တင်တယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကတော့ curved line ပေါ့နော်ဆိုတော့မြင်းကွေး line ပေါ့နော်ဆိုတော့မြင်းကွေးကိုကျွန်တော်တို့ဒီလေ့ကျင့်တင်တယ်ပေါ့နော်သူလည်းအဲ့လိုပဲတရက်ကိုကျွန်တော်တို့ဒီစာမျက်နှာတစ်မျက်နှာဒါမှမဟုတ်လို့ရှင်3မျက်နှာလေ့ကျင့်တင်တယ်ပေါ့နော်ဆိုတော့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့လူမျက်နှာတွေကျွန်တော်တို့အပင်တွေနောက်တစ်ခုကတောင်ကုန်းတောင်လန်းတွေစားတဲ့အကွေကောက်တွေကိုပိုင်းနိုင်အောင်လေ့ကျင့်ဖို့အတွက်ကိုရေးဆွဲနိုင်ဖို့အတွက်ကိုဒီမြင်းကွေးကို curved line ကိုလေ့ကျင့်တင်တယ်ပေါ့နော်နောက်တစ်ခုကတော့ zigzag line ဖြစ်ပါတယ်ဒီ zigzag line ကတော့ကျွန်တော်တို့ line ထိုးမြင်လို့လည်းခေါ်တယ်ပေါ့နော်ဒီကောင်းတွေကြတော့ကျွန်တော်တို့ pattern သမားတွေနောက်တစ်ခုကတော့ဒီအိမ်ဒီဇိုင်းလုပ်တဲ့သူတွေပေါ့နော်များသောအားဖြင့်သုံးပါတယ်ဆိုတော့ဒီ zigzag line ကတော့လေ့ကျင့်စရာလိုလားဆိုတော့အရင်တော့မလိုပါဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ straight line နဲ့မှာပါလို့ဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုကတော့ wave line ဖြစ်ပါတယ်ဒီ wave line မှာကကျွန်တော်တို့လေ့ကျင့်တင်တယ်ပေါ့နော်ဒီ wave line ကိုအသုံးပြုသူများတဲ့လူတွေကလည်းဒီ designer သမားတွေနောက်တစ်ခုက tattoo artist တွေလည်းသုံးကြပါတယ်ဆိုတော့ဒီလို wave line ကိုလေ့ကျင့်ခြင်းအဖြစ်ကျွန်တော်တို့ခုနကကျွန်တော်တို့ဒီလိုက်ကာစားတွေနောက်တစ်ခုကကျွန်တော်တို့ပိတ်စာတွေလူရဲ့ခန္ဓာကိုယ်မှာရှိတဲ့အရာပေါ့နော်ဒီပိတ်စာတွေပြီးရင်လက်သားအိတ်တွေစားတဲ့ဒီအတွန့်ခောက်ပါတဲ့ဟာတွေကိုဆွဲတဲ့နေရာမှာဒီအရေးကြီးတယ်ပေါ့နော်လိုအပ်တယ်ပေါ့နော်ဆိုတော့ဒီနေရာမှာနောက်တစ်ခုမေးစရာတစ်ခုရှိတယ်ပေါ့နော်မြင်းကွေးနဲ့ဒီ wave line နဲ့ဒီပေါ့နော်တူလားဆိုတော့တူပါတယ်ဒါပေမဲ့တိတ်တော့မတူပါဘူးမြင်းကွေးဆိုတာကကျွန်တော်တို့တွေဖြတ်မြင်းနေတယ်ပေါ့နော်ဒီ wave line မှာကြတော့ဖြတ်မြင်းများတယ်ပေါ့နော်ဆိုတော့
ဒီမြင်းကွေးကိုကြတော့ဒီတူတူလေးဒီအရန်ကြီးကွေးကောက်နေအောင်ဆွဲရတာမဟုတ်ဘူးပေါ့နော်ဆိုတော့ဆိုလိုတဲ့အဓိပ္ပာယ်ကတူပေမဲ့တိတ်တော့မတူဘူးပေါ့ဒါကြောင့်လဲဒီ line ထဲမှာ၄ချက်အနေနဲ့မြင်းကွေးနဲ့ဒီ line မြင်းနဲ့ဆိုတော့တသက်ခွဲထားတာပေါ့နော်ဆိုလိုတဲ့သဘောတဘာဝဆိုတော့ပကြီးအခြေခံနံပါတ်1ထဲမှာ line ရပါလို့ရေးကြည့်ရလဲဆိုတော့ကျွန်တော်တို့တွေဒီပထမဆုံးပဲပကြီးမဆိုကောက်ကြောင်းနေနဲ့ line ကိုအသုံးပြုရတယ်ပေါ့နော်ဆိုတော့ဒီ line ကိုကပိုင်းနိုင်စွာရေးနိုင်မှသာပေါ့နော်ကျွန်တော်တို့ပုံကို copy လုပ်တာပဲဖြစ်ဖြစ်ဒီတခြားတော့ကူဆွဲခြင်းနဲ့ပုံရေးတာပဲဖြစ်ဖြစ်အဆင်ပြေချိုးကြကြနဲ့ထွက်မယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ပကြီးအခြေခံမှာကျွန်တော်တို့ခုန line ပေါ့နော်ဆိုတော့ line မှာဒီလိုမျိုးတုံအနုရင်အလင်းအမှောင်ကိုကျွန်တော်တို့တွေထပ်ပြီးတော့လေ့ကျင့်သင့်တယ်ပေါ့နော်ဒီ line ကိုကျွန်တော်တို့ပိုင်းနိုင်စွာရတဲ့အခါကြောက်လို့ရှိရင်ကျွန်တော်တို့ line နဲ့ပဲကျွန်တော်တို့ဒီအကွာအဝေးကိုကျွန်တော်တို့ဒီဆွဲလို့ရမယ်ပေါ့ဥပမာဒီလိုပုံပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီခဲတန်းနဲ့ line နဲ့ကိုပဲကျွန်တော်တို့အကွာအဝေးတစ်ခုကိုကျွန်တော်တို့ပြသသွားတယ်ပေါ့နော်တုံအနုရင်ပေါ့နော်ဆိုတော့တုံအနုရင်မှာတွဲပြီးတော့ကျွန်တော်တို့လေ့ကျင့်တင်တယ်ပေါ့နော်ဆိုတော့ line နေနဲ့ပတ်သက်ပြီးတော့ဒီသင်ခန်းစာကတော့ဒီလောက်ပါပဲပေါ့နော်ဆိုတော့ကျွန်တော်ဗီဒီယိုလေးကိုကြည့်လို့အဆင်ပြေတယ်ဆိုလို့ရှိရင်ဒီ report ပေါ့နော် share ပေးတော့ပါအောင်လို့ကျွန်တော်ပြောချင်ပါတယ်ဆိုတော့လာမယ့်ရက်တွေမှာလည်းကျွန်တော် channel 9ချက်ကိုအသေးစိတ်ထပ်ပြီးတော့ရှင်းပြပေးတော့ပါမှာအားလုံးကျေးဇူးပါ